ကုန်းခန့်ဝင်ညောင်းကောင်းကြီးဖျားဖျားမင်္ဂလာပါလို့ဥစွာနာမနှုတ်ခွန်းဆက်တာခါရဝပြုလိုက်ပါစေတဲချစ်သူပြိတ္တပေါင်းဗျာယခုလိုစက်တီဖျားဖျားတက်နေပါလို့အခက်ဝေပြန်လာတယ်ဒီကျေးရွာဒီဒေသလေးကိုမြင့်တာရှိတာယူဝါကတဲချစ်သူလူကဒီသူများတော့ကမိုးတွေကင်းဝေးစေဖို့လေလိုင်းပေါ်ကတေးသွားလာများပြင်တော့ဘေးသွားတင်ဆက်သေးမယ်တေးတယ်မှာပေါင်းဆက်ကြည့်ပါတော့ဘိုးတိုင်းဒေသကြီးတောင်ငူမြို့နယ်တက်ကယ်ချင်းကျေးရွာကဦးမြင့်သိန်းတော်ဤသာဘောင်တန်တို့အောင်ဦးစီတီတော်ထားတယ်အောင်တရပူတေးတော်မှာပေါင်းဆက်ကြည့်ဖြစ်ပါတယ်တေးချစ်သူပြိတ္တပေါင်းဗျာတာယာလာပါချက်ဒီမင်္ဂလာပြပြရှိကြတယ်ဒီကျေးရွာဒီဒေသလေးကိုကျွန်တော်များအောင်တရပူဒေသနာပေါင်းစကြီးခဏတာရောက်ရှိလာတဲ့ချိန်ကစလို့ဒေချစ်သူပြိတ္တပေါင်းကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေစိတ်ရွှင်ရတနာစည်းစိမ်ဥစ္စာများကိုးပါကြပါစေဒေချစ်သူပြိတ္တပေါင်းရေလိုအင်းကြီးတော်လို့ဝကြပါစီလို့ကျွန်တော်များဘိုးတိုင်းဒေသကြီးတောင်ငူမြို့နယ်တက်ကယ်ချင်းကျေးရွာကဦးမြင့်သိန်းတို့ဤသာမောင်တန်းတို့အောင်ဦးစီတီတော်ထားတယ်အများနဲ့မတူအောင်တရဖူသေဒနာအောက်ဆက်ကြီးမှာစုတောင်းမြတ်တာများပို့တာလိုက်ရပါတယ်ဒဲချစ်သူဒီကပြည်သူပေါင်းတို့ခင်ဗျာအများနဲ့မတူအောင်တရဖူအများနဲ့မတူအောင်တရဖူများနဲ့မတူအောင်တရဖူတဲလာမှာအောက်ဆက်ကြီးပဲဖြစ်ပါတယ်